အခုလိုပူပြင်းတဲ့နွေရာသီမှာဆိုလို့ရှိရင်အပူရှက်တာမဖြစ်အောင်လို့အခုကျွန်တော်ပြပြမယ့်အချက်၅ချက်ကိုမဖြစ်မနေပြုလုပ်သင့်ပါတယ်ပထမအချက်ကကြတော့ရေပြင်းများတောက်ဖို့ပဲဖြစ်ပါတယ်ရေကိုတစ်နေ့ကို3လီတာအနည်းဆုံးဝင်အောင်တောက်ပါ3လီတာဆိုတော့ရေတံဘူးကြီးနဲ့3ဘူးဖြစ်ပါတယ်တကယ်လို့ကိုက4လီတာတောက်မယ်ဆိုလို့ရှိရင်လည်းရတယ်5လီတာတောက်မယ်ဆိုလို့ရှိရင်လည်းရပါတယ်ဆိုတော့ချွေးထွက်များမယ်ဆိုရင်ပို့ပြီးတော့တောက်ပါနေဘူးတွေတောက်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့တောက်ပါဒါကပုံမှန်လူတွေအတွက်ပြဿနာမရှိပါဘူးတကယ်လို့သင်ကနှလုံးပြက်စီးနေတဲ့လူနှလုံးညစ်အားကျနေတဲ့လူကြောက်ကက်ပြက်စီးနေတဲ့လူကြောက်ကက်စီးနေရတဲ့လူအသေးမကောင်းဘူးရေပြည့်ဆွဲနေတဲ့လူဆိုလို့ရှိရင်တော့ရေကကိုယ်တော်နဲ့ကိုမတောက်သင့်ဘူးကြောင်နဲ့တိုင်ပင်ပြီးမှတောက်သင့်ပါတယ်ဒါပထမအချက်ဖြစ်ပါတယ်ဒုတိယအချက်အနေနဲ့ကကြတော့အစားတောက်သတိထားဖို့ဖြစ်ပါတယ်ဒီလိုမျိုးပူပြင်းတဲ့အချိန်မှာဆိုလို့ရှိရင်အစာကြည်ညက်လွယ်တဲ့အစားအစာတွေကိုပို့ပြီးတော့စားပေးသင့်ပါတယ်အဲ့တော့ရှောင်းမဲ့ဟာတွေရှော့စားမဲ့ဟာတွေရောရှိတယ်အစီများတဲ့အစားအစာတွေနောက်စီကြော်စားတွေအပူအဆက်တွေနောက်တစ်ခုက ready made တွေအသင့်စားအစားအစာတွေဒါတွေကိုတော့တက်တယ်များရှော့စားသင့်ပါတယ်ဒါမှမဟုတ်ရှောင်းသင့်ပါတယ်ဒါဒုတိယအချက်ဖြစ်ပါတယ်တတိယအချက်အနေနဲ့ကကြတော့ဒီလေဝင်လေထွက်ကောင်းအောင်နေဖို့ပဲဖြစ်ပါတယ်အဲတချို့တွေရှိတယ်အခန်းကြီးကိုလှောင်ပိတ်ထားတယ်လေဝင်လေထွက်မကောင်းတော့ဘူးအဲ့ဒီခါမျိုးမှာခန္ဓာကိုယ်ရဲ့အပူချင်းကပိုပြီးတော့တက်လာပြီးတော့အပူရှက်တာကိုအားပေးတယ်ခန္ဓာကိုယ်ပူချင်းတက်လာတယ်အဲ့လိုနဲ့သတိလက်သွားတာမျိုးဖြစ်တတ်ပါတယ်အဲ့တော့လေဝင်လေထွက်ကောင်းအောင်ဗီဒီမောက်တွေဖွင့်ထားပါပန်ကာရှိရင်ပန်ကာဖွင့်လို့ရတယ်အဲကွန်ရှိရဆိုလို့ရှိရင်အဲကွန်ဖွင့်လို့ရပါတယ်နောက်တဲ့၄ခုမြောက်ချက်ကကြတော့ဒီအရန်ပူတဲ့အချိန်တွေမှာတက်တက်လေးများအပြင်ကိုမထွက်သင့်ဘူးသတိထားသင့်တယ်အဲ့တော့ဘယ်ချိန်တွေလဲဆိုလို့ရှိရင်မနက်7:00နာရီကနေပြီးတော့ညနေ4:00နာရီအတွင်းဖြစ်ပါတယ်ဆိုတော့အဲ့ဒီအချိန်တွေမှာတက်တက်လေးများအပြင်ကိုမထွက်သင့်ဘူးတကယ်လို့ထွက်ရမယ်ဆိုလို့ရှိရင်လည်းပဲထီဆောင်မှာအောက်ထုတ်ဆောင်မှာအင်ဂျီလက်ရှည်ဝက်ပါဘောင်းမီရှည်ဝက်ပါတကယ်လို့ကိုကလမ်းလျှောက်မယ်ဆိုလို့ရှိရင်လည်းနားပြီးတော့ရှောက်ပါအရေးရတဲ့နေရာမှာခဏနားပါစက်တိုက်ကြီးမလျှောက်ပါနဲ့တကယ်လို့ချွေးထွက်များတယ်ဆိုရင်ရေကိုများတောက်ပေးပါဓာတ်စားတောက်မှဆိုလို့ရှိရင်လည်းရပါတယ်ဒါက၄ခုမြောက်ချက်ဖြစ်ပါတယ်နောက်ဆုံး၅ခုမြောက်အချက်ကကြတော့အပြင်ကနေနေပူတဲကနေပြန်လာပြီးချင်းမှာရေကိုချက်ချင်းချိုးတာမျိုးကိုမလုပ်သင့်ပါဘူးခဏနားပြီးမှရေကိုချိုးသင့်ပါတယ်ဒါအပြင်ကအပြင်ကိုသွားမယ်ဆိုလို့ရှိရင်လည်းဒီအဝတ်စားတွေကိုခပ်ပွားခက်ချောင်လေဝင်လေထွက်ကောင်းတဲ့အင်ကြီးအမျိုးစားတွေကိုပို့ပြီးတော့ဝတ်သင့်ပါတယ်ပြီးတော့အယောင်ဖြော့အဖြူလိုမျိုးကိုပို့ပြီးတော့ဝတ်သင့်တယ်အယောင်ရင်းတဲ့ဟာတွေနောက်အမဲရောင်တွေဒါတွေကအပူကိုစုပ်တာဖြစ်တဲ့အတွက်ကြောင့်အယောင်ခပ်ဖြော့အဖြူရောင်လိုမျိုးကိုပို့ပြီးတော့ဝတ်ဆင်သင့်တယ်နောက်ခြီသားလိုမျိုးအဝတ်စားတွေကိုပို့ပြီးတော့ဝတ်ဆင်သင့်ပါတယ်အခုကျွန်တော်ပြောသွားတဲ့ချက်တွေကကြတော့နေရာဒီမှာအပူရှက်တာမဖြစ်အောင်ကြိုတင်ကာကွယ်လို့ရတဲ့အချက်၅ချက်ပဲဖြစ်ပါတယ်ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်သိချင်တာရှိရင်လည်း comment မှာမေးလို့ရပါတယ်